Hello အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်သွားမယ့်နေရာလေးကကြတော့ KL Tower ကိုသွားမှာဖြစ်ပါတယ်။ဘာသွားလို့မှလဲဆိုတော့သူငယ်ချင်းအချစ်ဆုံးရဲ့ birthday ကိုသွား blog ရေးပေးမှာဖြစ်ပါတယ်ခင်ဗျာ။ကဲအခုကျွန်တော် KL Tower ကိုတက်ဖို့ကျွန်တော်ရောက်ရှိလာပါပြီခင်ဗျာ။ခဏနေကြံတက်ပြသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ vlog ကိုအစကနေအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျာ။ဒီ view ကကြတော့အရန်လာလွန်းလို့ကျွန်တော်ကတော့ view ရိုက်ထားတာဖြစ်ပါတယ်။ကဲ view ရိုက်ပြီးပြီဆိုတော့ကျွန်တော်တို့ကကြတော့ token ကိုသွားယူမှာဖြစ်ပါတယ် token ကကြတော့ဘယ်နေရာယူမှာလဲဆိုတော့ကျွန်တော်လည်းပထမဆုံးသွားပို့တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ video အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါလို့ကျွန်တော်တို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့ security ကိုမေးလိုက်တာကြတော့ security ကကြတော့ပြောတယ်တခြားလုံးရောင်းတဲ့ဆိုင်ရှိမှာပဲ token ကိုသွားယူရတယ်ဆိုတော့ကျွန်တော်တို့ကကြတော့ token ရောင်းတဲ့နေရာကိုရောက်ရှိလာပါပြီဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးပါ token ကကြတော့အစားစားရှိပါတယ်ကျွန်တော်တို့ကကြတော့လေစာစားမှာဖြစ်တဲ့အတွက်နည်းနည်းတော့ဈေးတက်တာပါတယ်ခင်ဗျာကျွန်တော်ကကြတော့ဒါလေးကိုသဘောကျလို့ကျွန်တော်ကဗီဒီယိုရိုက်ထားတာပဲဖြစ်ပါတယ်ခင်ဗျာအရှမ်းလေးလာပါတယ်အပြင်မှာဆိုရင်ကဲအခုကျွန်တော်ကကြတော့ဓာတ်လေကားထဲပေါ်ကိုရောက်ရှိလာပါပြီစားဖို့ကိုသူတို့ကလာကြိုပါတယ်ကြိုပြီးပြီဆိုတော့ token ကဘယ်လောက်လဲဘယ်နေရာမှာထိုင်မှာလဲဆိုတော့သူတို့ကတစ်ချက်ပြန်ချက်လိုက်ပါတယ်ချိန်ပြီးပြီဆိုတော့ကျွန်တော်တို့ကိုခေါ်ပါတယ်ကျွန်တော်တို့ကကြတော့လိုက်သွားပါတယ်သူနှုတ်ကိုပဲလိုက်သွားပါတယ်ကျွန်တော်တခု recommend ပေးချင်တာကြတော့လေအရန်ကူလာတဲ့တနေရာလို့တော့ကျွန်တော်ကတော့ recommend ပေးချင်ပါတယ်ပေါ်ကနေကြည့်တဲ့ feeling ကလေဘောကင်ထဲမှာလဲလို့မရဘူးခင်ဗျာအရန်လာပါတယ်ခင်ဗျာသူကတော့ရှင်းပြပါတယ်ဒီနေရာမှာထိုင်မယ်စားစရာကြတော့အနှုတ်မှယူမယ်ဆိုတော့ကျွန်တော်တို့ကကြတော့ကျွန်တော်ကကြတော့ပထမသစ်ဖို့ရာဆိုတော့အပေါ်ကနေကြည့်တဲ့ view ကိုကြတော့အရန်ကိုကြိုက်ပါတယ်ခင်ဗျာကဲ view ကိုရိုက်ပြီးပြီဆိုတော့ကျွန်တော်တို့ကကြတော့စားစရာကိုရိုက်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဘာရီစားစရာတွေရှိလဲဆိုတော့ကျွန်တော်ရက်ပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ကကြတော့တိတ်ပြီးစားတတ်တဲ့ဟာလည်းမရှိပါဘူးခင်ဗျာဒါကြတော့ standard တွေစားတဲ့ဟာတွေပဲရှိပါတယ်ခင်ဗျာအစုံတော့ရှိပါတယ်ကိတ်တီဘာရီညာဒီပေါ့နော်အစုံရှိပါတယ်နာစီကိုရဲနာစီလမားလို့ဆိုတာကြတော့ရုံရှိပါတယ်ခင်ဗျာစားချင်စရာပါပဲခင်ဗျာအကုန်လုံးကကြတော့ဒါပေမဲ့ကြတော့ကျွန်တော်ကကြတော့အကုန်လုံးတော့မ try ပါဘူးကိုစားတတ်တဲ့ဟာပဲစားလိုက်ပါတယ်ခင်ဗျာဒီကိတ်လေးတွေဆိုရင်တော့အရန်ကိုကောင်းပါတယ်ကျွန်တော်နောက်တစ်ခါပြန်သွားတဲ့ခါကျရင်နောက်ထပ် try သွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိတ်သွားတာတခုရှိတယ်ဗာမိတ်သွားလဲဆိုတော့ဒီ KL Tower ကလေဝိုင်ဝိုင်လုံးလေးရှိတယ်ဝိုင်ဝိုင်လုံးလေးဟာကိုကျတော့သူ့ဟာနဲ့သူလေနေရနော်ဖြည်းဖြည်းချင်းလေနေတာဖြစ်ပါတယ်ခင်ဗျာအကုန်လုံးကိုသူကကြတော့ပြပေးသွားတာဖြစ်ပါတယ်မလေးရှားတနိုင်ငံလုံးကိုပြပေးသွားတာဖြစ်ပါတယ်သူကဖြည်းဖြည်းချင်းလဲတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အကြံဉာဏ်ပေးချင်တာကြတော့ကားမိုးတဲ့သူတော့မိုးတဲ့သူဆိုရင်တော့ဒီအပေါ်မတက်ကြပါနဲ့ဘာဖြစ်လို့လဲဆိုတော့သူဟာကြတော့နည်းနည်းကျွန်တော်ပြောသလိုပေါ့ခုနပြောသလိုသူဟာကြလဲနေပါတယ်ကျွန်တော် outfit check လေးပါကျွန်တော်ရဲ့ outfit ကကြတော့အဖြူနဲ့ jean black color ဖြစ်ပါတယ်ပုံဒီလေးရိုက်ပြီးပြီးစားလို့မြူလို့စုပ်ပြီးပြီးဆိုတော့ကျွန်တော်တို့ပြန်ပါတော့မယ် no vlog ကြမှာပြန်ဆုံကြမယ် thank you so much bye